Okay ဒါတော့ကျွန်တော်ရေးရတဲ့ဒီ economic management system ဆိုတော့เนาะဘာဒီပါမလဲဆိုလို့ရှိရင်ဒီ item ကြီး item manage လုပ်တာပါမယ်ပြီးလို့ရှိရင်ငှားတာပေါ့နော်နမ်းလောက်တာပါမယ်ပြီးလို့မှာသူကနှစ်ခုရှိမှာပေါ့နော် internet နဲ့auto ပေါ့နော် internet ဆိုတော့ကို department ပေါ့ဒီ organization တစ်ခုမှာဆိုလို့ရှိရင်ဒီ department ရှိမှာပေါ့နော်အဲဒီ department အချင်းချင်းကိုငှားတာရှိတယ်ပြီးလို့ရှိရင်ဒီ outdoor ပေါ့နော်အပြင်ကိုငှားတာမျိုးရှိတယ်ပြီးလို့ရှိရင်meeting လောက်တာပေါ့နော်meeting လောက်တာပါမယ်ပြီးလို့ရှိရင်ဒီbio ပေါ့နော် bio လောက်တာပါမယ် okay အရင်ဆုံးဒါတော့ပတ်ဝန်းပါနော်ပတ်ဝန်းမှာကျွန်တော်ပါပြောချင်တယ်ဆိုလို့ရှိရင်ဟိုအဓိကဆွမ်းနာတဲ့ organization တစ်ခုမှာ department ရှိနေတော့နော် department တွေအောက်မှာဆိုလို့ရှိရင်user တွေရှိမယ် user မှာကျွန်တော်က rule ခွဲရတယ်နော်rule ပါမယ်ဆိုရင်ဒီမှာဆိုလို့ရှိရင်start rule ပါမယ်ပြီးလို့ရှိရင်incheck ပါမယ်ပြီးလို့ရှိရင် management ပေါ့နော်management ကိုပါမယ် okay အဲ့ဒါဆိုရင်ကျွန်တော်အဲ့ဒီ rule တွေကဘာတွေကွာလဲဆိုတာတစ်ချက်ထပ်ပြီးရှင်းပြမယ်ပေါ့နော် rule တွေကတော့ဒီကapplication ထဲမှာဒီ view ပေါ့နော် view တွေပါမချင်းဘူးလုပ်ပိုင်မှုတွေကွာပါမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်တစ်ချက်ပြောပြပေးမယ် okay ကျွန်တော်ရေတော့ဒီ step rule နဲ့ပေါ့နော် marketing ပေါ့နော်step rule မှာဘာတွေမြင်ရမလဲဘာတွေလုပ်ပိုင်မှုရှိလဲဆိုလို့ရှိရင်ဒါ user ပေါ့နော် user နဲ့ပတ်သက်ပြီးတော့ user ထဲမှာဆိုလို့ရှိရင်သူ့ရဲ့ profile ကိုပြန်ကြည့်လို့ရမယ်ပြီးရင်ဒီမှာဓာတ်ပုံလာတွေသူ့ရဲ့ image တွေပါထည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်setting မှာပေါ့ဒီ menu အဓိကတော့ဒီ menu မှာပဲတုံးကြပါပေါ့နော် menu မှာဆိုလို့ရှိရင် item manage လုပ်လို့ရမယ်item manage လုပ်တဲ့အခါမှာလည်းကျွန်တော်တို့ကဒီပေါ့နော်ကို department နဲ့ပတ်သက်တဲ့ item တွေဒီမှာတော့ပြလာတယ်ပေါ့နော်လက်ရှိကmarketing department ဆိုရင် marketing နဲ့ပတ်သက်တဲ့ item တွေပေါ့နော်အဲ့ဒီမျိုးပြလာတယ်ပြီးလို့ရှိရင်ဒီ category ပေါ့နော် category နဲ့ပတ်သက်ပြီးတော့ဒီထည့်တာကိုပြင်တာပေါ့နော်အဲ့ဒီမျိုးလုပ်ရအောင်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ maintain ပေါ့နော် maintain နဲ့ပတ်သက်ပြီးတော့ဒီလုပ်လို့ရတာဆိုရင်ဒီ item တွေကို maintain လုပ်ဖို့အတွက်record တင်လို့ရအောင်နော် record တင်လို့ရအောင်ပြီးလို့ရှိရင် record တင်လာတဲ့status ကိုကြည့်နေရမှာပေါ့နော်ပြီးလို့ရှိရင် action taking ပေါ့နော် action taking မှာဆိုလို့ရှိရင်ဒီ maintain နဲ့လုပ်ဖို့အတွက် item တွေပေါ့နော်အဲ့ဒီ item တွေပတ်သက်ပြီးဒါတွေ action taking ပတ်သက်လို့ဆိုတာမျိုးတွေလုပ်လို့ရတယ်ပြီးလို့ရှိရင်ဒီပေါ့နော်ဒီ maintain နဲ့လုပ်တဲ့အခါမှာလဲရတဲ့ပစ္စည်းအစိတ်ပိုင်းရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီမှာဒီ category နဲ့တစ်ပါပေါ့နော်ဒီစပီယာပတ်အသစ်တွေထပ်ထည့်တာရှိတာကိုဘာမှပြန်ပြင်တာပေါ့နော်အဲ့ဒီမျိုးလုပ်လို့ရမယ်နောက်ပြီးရင်တော့ bio နော် bio နဲ့ပတ်သက်ပြီးတော့ကြာတော့အဲ့လိုပဲဒီ bio နဲ့ပတ်သက်ပြီး course လုပ်လို့ရမယ်status ပေါ့နော်ကိုပေါ့နော် bio လုပ်ဖို့အတွက်အထက်ကခွင့်ပြုနေတာပန်ဖြစ်နေလားပေါ့အဲ့ဒီကြည့်လို့ရတယ်ပြီးလို့ရှိရင် processing ဆိုတာကကြတော့အကယ်၍ဘက်ကဒီခွင့်ပြုတာလို့ရှိရင်ကိုကဒီမှာ bio လုပ်လိုက်လို့ရပြီပေါ့နော်အဲ့ဒီမျိုးလေးလုပ်ရမယ်ပြီးလို့ရှိရင်ဒီ bio လုပ်ထားတဲ့ history တွေပြန်ကြည့်လို့ရမယ်ပေါ့နော်တခြားဒီလမ်းလောက်တာတွေကတော့ဒီ step rule ကိုကျွန်တော်ခွင့်မပြုတာဘူးပေါ့နော်အဲ့ဒီဟာတွေတော့ကြတော့ဒီ incheck ကလောက်ရမယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျွန်တော် incheck ကိုတစ်ချက်ပြပေးမယ်ဒါတော့ incheck rule ပေါ့နော် incheck rule မှာဆိုလို့ရှိရင် user တွေ manage လုပ်လို့ရမှာပေါ့နော် user manage လုပ်တဲ့အခါမှာလည်းကို department မှာရှိတဲ့ user တွေကိုလည်းဒီuser အသစ်ထပ်ထည့်တာရှိပြီးသားဒီ user ကိုဒီ name တွေ user name တွေ change တာတွေပေါ့နော်အဲ့လိုမျိုးတွေတော့လုပ်လို့ရမယ်ပုံမှန်ဆိုရင်တော့ဒီမှာ user name လို့ပါလို့ပါဒီကိုတိုင်းပဲပြင်ရတာပေါ့နော်တခြားတစ်ယောက်ကပြင်တာလို့
ပေးမလို့ကြောက်ဆိုလို့လည်းဒီကကြတော့ဒီorganization တစ်ခုမှဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုပြောရမလဲနည်းနည်းအဲ့လိုပေါ့နော်ပေါက်ပြရည်ပေးရည်ပါတယ်ဘယ်လိုမဖြစ်စေချင်ဘူးဒီပြောပါတော့ဒီသူတို့ရဲ့အချက်ကနေပေါ့နော်ဒါပြင်ဝင်ပေးရတဲ့ပုံစံပေါ့နော်အဲ့ဒီမျိုးရှိတယ်ပြီးလို့ရှိရင်user ထည့်တဲ့အခါမှာလည်းခု development အတွက်ပဲထည့်လို့ရအောင်ပေါ့နော်အချက်ကိုဖြစ်တဲ့အတွက်ကြောင့်တခြား development အတွက်တော့ထည့်လို့မရဘူး row မှာလည်းအချက်ရဲ့အောက်က step row ကိုပဲကျွန်တော်ကပေးထားတယ်ပေါ့နော်user တွေဒါကတော့ user ထည့်တာပြင်တာကကြတော့ဒီခုနကဒီမှာပြင်တာမှာကျွန်တော်ပြောဖို့ကြံခဲ့တာကအခိုက်လုပ်လို့ရတယ်ပေါ့နော်အခိုက်တော့လက်ရှိဒီမှာထားပါတော့ဝန်ထမ်းတယောက် user တယောက်ကဒီ account ကိုသုံးတော့ဘူးဆိုလို့ရှိရင်ဒါကိုအခိုက်လုပ်လိုက်ရတယ်ပေါ့နော်ဒီဟာကတော့ manage item ကတော့အတူတူပဲ category နဲ့အတူတူပဲပေါ့နော်ကို department မှာရှိတဲ့ပစ္စည်းတွေကိုကြည့်လို့ရမယ်ပြင်လို့ရမယ်ပြီးလို့ရှိရင်ထည့်တာတွေလုပ်လို့ရအောင်ပေါ့နော်ပြီးလို့ရှိရင်ဒီ transfer ပေါ့နော် transfer ကတော့ incheck ကိုပဲကျွန်တော်ဖွင့်ပြပေးရတယ်အားပေါ့နော်transfer မှာဆိုလို့ရှိရင် incheck တယောက်ကဒီ transfer လုပ်ဖို့အတွက် record fountain လို့ရမယ်ဒီမှာ record fountain တဲ့အခါမှာလည်းဒီ department မှာရှိတဲ့ပစ္စည်းတွေကိုကျွန်တော်ပြရတာပေါ့နော်အဲ့လို record fountain လို့ရတယ်ပြီးလို့ရှိရင်ဒီ status ပြန်စစ်တာပေါ့နော်ဘယ်ချင်းဖြစ်သွားနေလဲဆိုတာကိုပြန်ကြည့်လို့ရတယ်ပြီးလို့ရှိရင်ဒါကတော့asset ပေါ့နော်ဒီ transfer လုပ်မဲ့ department ကဒီကုဌာနနဲ့ပတ်သက်ပြီးတော့ဒီ item ကို set လုပ်တာပေါ့နော်အဲ့ဒီဟာကိုပါမယ်ပြီးလို့ရှိရင်ဒီအဲ့ဒီ form ကို print လုပ်တာယူပါတယ်ပြီးလို့ရှိရင် history ကိုပြန်ကြည့်လို့ရအောင်ပေါ့နော်ဒီမှာတော့ကျွန်တော်အချင်းအမဲပြောရမှာပေါ့နော်တကယ်ဒီသူတို့ကိုအသေးစိတ်ရှင်းပြတဲ့အချိန်ကြမှာပဲကျွန်တော်တစ်ခုချင်းကြည့်လို့ဒီ procedure တိုင်းတစ်ချက်ပြောပြမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ right of play တူပေါ့နော်bio မှာဆိုလို့ရှိရင်အဲ့လိုပဲ request လုပ်လို့ရမယ်အချင်းလေးကိုပြန်စစ်နေလို့ရမယ်ဒီပြီးလို့ရှိရင် bio processing လုပ်မယ်ပေါ့နော်ပြင် history ကိုပြန်ကြည့်လို့ရမယ်land လုပ်တဲ့အခါမှာဒီမှာ internet land လည်းရှိမှာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲဒီ item တစ်ခုကို land လုပ်တော့မယ်ဆိုလို့ရှိရင်ဒီမှာဒီပုံနာကနေတော့မှဘယ်တူကိုဘယ် department ကိုပေးပါမယ်ပေါ့နော်ဘယ်နည်းဘယ်ရက်အထိပေါ့ဘယ် item ပါညာဆိုပြီးတော့ဒီမှာ record လုပ်လိုက်လို့ရှိရင်ဒါ management ကိုဒီဟာရောက်သွားလို့နော်ရောက်သွားပြီးရင်အဲ့ဒီပဲအကယ်၍ခွင့်ပြုပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီခွင့်လက်ခံတယ်ဘက်ကနေပြီးတော့ accept လုပ်ပါမယ်နော် accept လုပ်ပြီးလို့ရှိရင်form တစ်ခုထွက်လာမယ်အဲ့ဒီ form ကိုဒီငှားပြီးတဲ့ department ကနေပြီးတော့ထုတ်လို့ရမယ်နော်ပြီးလို့ရှိရင်ဒါကတော့ပြန်အပ်တယ်ရတယ်နော်ပြန်အပ်ပြီဆိုလို့ရှိရင်အဲ့လိုပဲဒီငှားရတဲ့လူကနေပြီးတော့ပြန်ပြီးတဲ့နေရာပေါ့နော်ပြီးလို့ရှိရင်ဒါကတော့ဘက်ကပြန်ပေးတာကိုလက်ခံပြီဆိုရင်တော့ receipt တမှာလောက်တာပေါ့နော်ပုံနာပြီးတော့ပြီးလို့ရှိရင်အဲ့ဒီ history ကိုလည်းဒီမှာတစ်ချက်ပြန်ကြည့်လို့ရတယ်နော်ငှားတဲ့လူအနေနဲ့ပြန်ကြည့်တာမျိုးဒါမှမဟုတ်ကိုတခြားလူစီကကိုကငှားရဆိုရင်ငှားရဆိုရှင်ရန်တာအနေနဲ့ပေါ့နော်ကိုကနေပြီးတော့တခြားတစ်ပတ်မျိုးငှားရဆိုလို့ရှိရင်ပုံနာအနေနဲ့ပြန်ကြည့်လို့ရမယ်နော်ဒါကတော့အောက်ဘူးပေါ့နော်အောက်ဘူးငှားမယ်ဆိုရင်လည်းအဲ့လိုပဲဘယ်သူ့ကိုငှားမယ်ပေါ့နော်အဲ့ဒီမျိုးစောနာဒီ internet အတိုင်းပေါ့နော်ဒီမှာတစ်ခုတက်နေရအဲ့ဒီမျိုးထည့်ပြီးတော့ record လုပ်လို့ရတယ်ဒီ procedure ကတော့အတူတူပဲပေါ့နော်procedure အတူတူပဲဆိုလို့လည်းဒီမှာကကြတော့ကျွန်တော်တို့က internet ငှားတာမဟုတ်တဲ့အတွက်ကြောင့်ဒီအပြန်အလှန် record လုပ်တာဒီလက်ခံတာရောရှိမှာမဟုတ်ဘူးဒီငှားတဲ့လူကပဲတစ်လျှောက်လုံးစီစဉ်ပါမှာပေါ့နော်ဒီမှာတော့ဒီအဲ့ဒါဆိုရင်နောက်ဘိုးက management တော့ management မှာ management မှာကြတော့ဘာတွေပါမလဲဆိုရင် user မှာဆိုရင် manage user မှာဆိုရင်လည်းအဲ့လိုပဲပေါ့နော်ဒီ Sona တိုင်းနဲ့ဒါပေမဲ့သူကတော့ဒီ department အတိုင်းတော့ဒီ user တွေပေါ့နော်ဒီ user တွေပဲဆိုရင်incheck ကို step တွေထည့်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ပြင်လို့ရမယ်ခိုက်လို့ရတယ်နော်နောက်တစ်ခုကကြတော့ဒီ department ကိုဒီထပ်ထည့်လို့ရတယ်ပြင်လို့ရမှာပေါ့နော်ဒီမှာ department ဆိုလို့ရှိရင်လည်းဒါလက်ရှိရှိတဲ့ department တွေဒီရှိပြီးသား department တွေမှာတယ်ဒီ department တစ်ခုဖြတ်သိမ်းပြီးပါညာပုံချင်းလည်းခိုက်လို့လိုက်လို့ရတယ်ပေါ့နော်ဒီလက်ထပ်ထည့်လို့ရမယ်ပြီးလို့ရှိရင်ဘူးမှာကကြတော့
ဒါတော့လက်ရှိဘူးလို့ပေါ့နော်နောက်ပိုင်းဒီတခြား rule တွေနဲ့ထပ်ထပ်ရင်ဒီမှာထည့်လို့ရတယ်နော်အဲ့လိုပဲ rule တစ်ခုကို archive လုပ်ချင်နေဆိုရင်လည်း archive လုပ်လိုက်လို့ရတယ်ပေါ့နော်အဲ့လို archive လုပ်လိုက်တဲ့ဟာတွေ login ပြီးမှတော့ပေါ့နော် archive လုပ်လိုက်ပြီဆိုရင် development တစ်ခုကိုarchive လုပ်လိုက်ပြီဆိုရင်အဲ့ဒီ development ရဲ့ user တွေအားလုံး login လုပ်လို့မရတော့ဘူးအဲ့လိုပဲ rule တစ်ခုကို archive လုပ်လိုက်ပြီဆိုရင်အဲ့ဒီ rule ပိုင်တဲ့ step တွေဒီဟိုအား user တွေ login လုပ်လို့မရတော့ဘူးပေါ့နော်ဒီပြီးရင် manage item ပေါ့နော် manage item မှာဆိုလို့ရှိရင်တော့သူကတော့ဒီကိုယ့်ရဲ့ organization ထဲမှာရှိတဲ့ဒီ item တွေအကုန်လုံးကိုမြင်ရမယ်ပေါ့နော်မြင်ရမယ် edit လုပ်လို့ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီ transfer ပေါ့နော်ဆောင်းလာဆိုရင် transfer မှာဆိုရင်ဟို request လုပ်ထားတဲ့ဟာတွေကိုဒီမှာဟောမြင်ရမယ်ပေါ့နော် pending state နဲ့မြင်ရမယ်အဲ့ဒီဟာတွေကိုသူကဒီမှာခွင့်ပြုတာလို့ဟိုဟာညှင်းပယ်တာလို့လုပ်လို့ရတယ်နော်အဲ့လိုမျိုးရှိမယ်ပြီးလို့ရှိရင် history လည်းပြန်ကြည့်လို့ရတယ်ပေါ့နော် history တွေပါလည်းပြန်ကြည့်လို့ရမယ် history ကြည့်တဲ့အခါကျရင်လည်းအဲ့လိုပေါ့နော်ကိုယ့်ကို fit တာလုပ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ပြီးရင် main နဲ့ပေါ့နော် main နဲ့မှာဆိုလို့ရှိရင်လည်းဆွမ်းနာပြောသူ item ပါဘူးနော် item တစ်ခုဒီ main နဲ့လုပ်ရမယ်ဆိုရင် request တွေရောက်လာမယ် request တွေရောက်လာပြီဆိုလို့ရှိရင်ခုနကဒီကနေကြည့်လို့ရမယ်ခွင့်ပြုတာဟိုဖြစ်တာတော့လုပ်လို့ရတယ်နော်ဒီနေတာတော့လုပ်လို့ရမယ်ပြီးလို့ရှိရင်သူက monitoring လည်းလုပ်လို့ရတယ်ပေါ့နော်ဒီ item ကခွင့်ပြုပြီးရဲ့နောက်ပိုင်းမှာဘယ်လိုချင်းဖြစ်နေပြီလဲဆိုတာမျိုးကိုကြည့်လို့ရတယ်ပေါ့နော်ပြီးရင်အဲ့ဒီခါကိုကျွန်တော်တို့ report ထုတ်လို့ရတယ်ပေါ့နော် report ထုတ်ပြီးဆိုရင်တော့ဒီ item နဲ့ပတ်သက်တဲ့အချက်လက်တွေအသေးစိတ်တွေပါမယ်ပေါ့နော်ပြီးရင် bio မှာဆိုရင်လည်းအဲ့လိုပေါ့နော်ဒီဟိုပြောမယ် bio လုပ်ဖို့အတွက်ခွင့်ပြုထားတဲ့ဟိုပေါ့နော် request လုပ်ထားတဲ့ဟာတွေကိုသူမြင်ရမယ်ပြီးလို့ရှိရင်ဒီအဲ့လိုပေါ့နော်လက်ခံတာတွေပါဒီလုပ်လို့ရမယ်ပေါ့နော်ပြီးရင် archive လုပ်တဲ့အပိုင်းပေါ့နော်archive လုပ်တဲ့အပိုင်းမှာတော့ဒီ item တွေကိုဆွမ်းနာ bio လုပ်ဖို့အတွက်ခွင့်ပြုပြီးသားဟာတွေကိုသူကိုယ်တိုင်လည်း archive လုပ်လို့ရတယ်ပေါ့နော်ဒါမှမဟုတ် department သက်ဆိုင်ရာ department အတူတူလည်း archive လုပ်လို့ရတယ်ဒီ archive လုပ်တဲ့အပိုင်းမှာကျတော့ဒီ bio မှာခွင့်ပြုလိုက်ပြီဆိုရင်processing လုပ်လိုက်ပြီဆိုရင်သူကဒီအဲ့ဒီခါကျမှဒီမှာပေါ်လာမှာပေါ့နော်ပေါ်လာတဲ့ခါကျမှကျွန်တော်တို့ကbio လုပ်လို့ရမှာပေါ့နော်ဆွမ်းနာပြောရဲဒီ item တွေငှားတဲ့အပိုင်းမှာဖြစ်နေတယ်သူစီကို request တွေရောက်တယ်နော်ဒါရောက်တဲ့ request တွေကိုသူကခွင့်ပြုမယ်ဆိုလို့ရှိရင်ငှားတာဆက်လုပ်လို့ရတယ်ခွင့်မပြုဘူးဆိုလို့ရှိရင်တော့ငှားတာဆက်လုပ်လို့မရတော့ဘူးပေါ့နော်အဲ့လိုမျိုးဒီခွဲရတယ်ပေါ့နော်ဒီ category ကတော့ဆွမ်းနာပြောတာဟိုအတူတူပဲပေါ့နော်ဟို start နေတယ်start ကို inject လုပ်နေတယ်ဒီလိုပဲ category ကိုပါချက်ထည့်လို့ရမယ်ပြင်လို့ရမှာပေါ့နော်